အေးရပေါ်မှာပြင်းပြင်းထန်ထန်ယောဂဝေဒနာခံစားနေကြရတဲ့ယောဂသည်တွေအတွက်မျှတာဒီတရားကရည်ရွယ်တာမဟုတ်မကျမ်းမာသူများအတွက်လို့ဆိုတော့လည်းပဲမကျမ်းမာမြည်သူများအတွက်လို့လည်းဆိုနိုင်တယ်မကျမ်းမာမြည်သူများဆိုတော့ကြံသေးလားမကျမ်းတော့အကုန်လုံးကမကျမ်းမာမဲ့သူတွေကြီးပဲဘာမှထူးတာမဟုတ်အရင်ဖြစ်တာနဲ့နောက်ဖြစ်တာပဲကွာဟုတ်လားဒါကြောင့်မို့လို့ဒီတရားလေးကိုမကျမ်းမာတဲ့လူတွေရောကျမ်းမာနေသေးတဲ့တစ်ချိန်မှာမကျမ်းမာဖြစ်ကြမဲ့ပုံကိုယ်တွေရောအကုန်လုံးဒါအလေးနဲ့ထားပြီးတော့နာယူကြည်ညိုကြဖို့လိုမယ်ပေါ့နော်။ဘာဖြစ်လို့တော့ယောဂဝေဒနာနှိပ်စက်လာတဲ့အခါမှာရင်မဆိုင်နိုင်လို့ကိုယ့်ရဲ့စိတ်တွေကပူလောင်ပြီးပင်ပန်းပြီးဆင်းရဲပြီးဟုတ်လားစိတ်တိုင်းမကြဖြစ်လာပြီးဒါကိုလက်မခံနိုင်မှုနဲ့ညှင်းဆန်နေတယ်ယုံကန်နေတယ်ဆိုရင်ဒါမျိုးဆိုဘုရားအဲ့လိုပုံကိုမျိုးကိုဘယ်လိုဟောတော့ရှူးနှချောင်းရှူးတဲ့ပုံကိုလို့ဟောတယ်။ဖြစ်လာတဲ့အချိန်မှာရှူးနှချောင်းမရှူးရအောင်ရှူးနှချောင်းရှူးတဲ့ပုံကိုအညံသားမျိုးမဖြစ်အောင်ဘုံဘုံတို့ကအများကြီးကြိုတင်ပြီးတော့ပြင်ဆင်ထားတယ်။တန်ရုပ်ပါဠိတော်မှာတန်လတုတ်တန်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတယ်။တန်လဆိုတာညောင်းပေါ့နော်ရှူးပေါ့အဓိကကတော့ညောင်းလို့အဓိပ္ပာယ်ရတယ်။အဲ့ဒီတုတ်တန်မှာမြတ်စွာဘုရားကအေးတဲ့ညံမရှိတဲ့ပုံကိုတွေယောဂဖြစ်ပြီးဝေဒနာအပြင်းထန်နှိပ်စက်ပြီးဆိုလို့ရှိရင်ငါမှဖြစ်ရလေခြင်းဆိုပြီးတော့စိတ်ထဲမှာဝန်းနေတယ်ကြေကွဲတယ်မကြည်မနှက်ဖြစ်တယ်ဒေါသဖြစ်တယ်ဒါကိုလက်မခံနိုင်ဘူးစိတ်ထဲမှာအကြီးအကျယ်ဒေါသနဲ့ပူရတယ်လောင်ရတယ်အဲ့ဒါဘာနဲ့တူလဲဆိုလို့ရှိရင်ပထမဆူးတစ်ချောင်းဆူးတယ်ခဏနေတော့အဲ့ဒီဆူးနာမှာပဲနောက်ထပ်ဆူးတစ်ချောင်းထပ်ပြီးတော့ဆူးသွားပြန်တယ်ဆူးဘယ်နှချောင်းတော့နှစ်ချောင်းဟုတ်လားအဲ့ဒါမြတ်စွာဘုရားဆူးနှစ်ချောင်းဆူးတဲ့ပုဂ္ဂိုလ်အဲ့ဒီမှာနည်းနည်းလေးအသေးစိတ်လေးပြောတာစိတ်ဝင်စားတဲ့အကောင်းအသိဉာဏ်နေတဲ့ပုဂ္ဂိုလ်ဟာဒီလိုယောဂဖြစ်လာပြီဆိုလို့ရှိရင်ဒီဒုက္ခဝေဒနာရဲ့ပုံမှာသူကဒေါသနဲ့တုံ့ပြန်တဲ့အတွက်ကြောင့်ပဋိက္ခဏုတ္တယကိန်းတယ်ဒေါသဖြစ်တယ်အယုတ်ဓာတ်တွေထပ်ဖြစ်တယ်ပေါ့နော်တခါဒီဒုက္ခဝေဒနာဖြစ်လာတဲ့အခါမှာဒီဒုက္ခဝေဒနာကထွက်မြောက်ရာကိုသူဟာကာမဒုက္ခကလွဲလို့ဘာမှမသိတဲ့အတွက်ကြောင့်ကာမဒုက္ခကိုလှမ်းပြီးတော့တန်တတယ်တဲ့ဟောဒီစကားလေးကိုဘုံဘုံကကောင်းကောင်းနားလည်စေခြင်းယောဂနှိမ့်ဆက်လို့ဒုက္ခဖြစ်ပြီးဆိုရင် तू ဘာတန်တာကာမဒုက္ခကိုလှမ်းတန်တာတယ်တစ်ချိန်လုံးက तू တက်တက်တာတာလေးနေခဲ့တယ်ကောင်းကောင်းမွန်မွန်မြင်ခဲ့တယ်ကြားခဲ့တယ်စားခဲ့တယ်တောက်ခဲ့တယ်အဲ့လိုဖြစ်တဲ့ချမ်းသာမျိုးကာမဒုက္ခခေါ်တာ哦သူ့မှာဆိုလိုတာကဒုက္ခဝေဒနာကထွက်မြောက်ရာကိုကာမဒုက္ခကလွဲလို့တခြား तू မသိဘူးဆိုလိုတာကတရားချမ်းသာသူ့မှာမရှိဘူးတရားချမ်းသာနဲ့ပတ်သက်ပြီးတော့သူ့မှာအတွေ့အကြုံမရှိဘူးအဲ့ဒါကြောင့်မလို့ဒီဒုက္ခဖြစ်လာပြီဆိုရင်ဒုက္ခဝေဒနာကလွတ်မြောက်ရာကိုတရားချမ်းသာနဲ့အစားမထိုးနိုင်တဲ့အတွက်ကြောင့်ငကောက तू အတွေ့အကြုံရှိခဲ့ဘူးတဲ့ကာမဒုက္ခကိုပဲ तू ဘာလို့တော့လှမ်းပြီးတော့တန်တာတယ်ဟောဒီသဘောလေးသိချာနားထောင်ဟုတ်လားအဲ့တော့ဘာဖြစ်တော့ယာဂနုတ္တယကိန်းနေတဲ့ယောဂခံစားနေရရင်နဲ့တန်တာပြီးတော့ယာဂဖြစ်တယ်နော်တခါဒီယောဂခံစားနေရနေမယ်တခါတခါဥပေက္ခဝေဒနာလေးတွေဖြစ်တယ်ဒီဝေဒနာကြောင့်ဘာမှမသိဘူးဘာကြောင့်ဖြစ်လဲဘလို့ချုပ်သွားလဲမသိဘူးตายာဝယ်လည်းမသိဘူးအပြစ်လည်းမသိဘူးထွက်မြောက်ရလည်းမသိဘူးအဲ့ဒီတော့ဘာဖြစ်တော့အဝိဇ္ဇာနုတ္တယကိန်းနေတယ်ဘာပြောတာတော့အသိဉာဏ်နေတဲ့ပုဂ္ဂိုလ်ဟာယောဂဖြစ်ပြီဆိုရင်လောဘဒေါသမောဟတွေနဲ့ပဲနှပန်းလုံးနေတာအဲ့ဒါကြောင့်မလို့သူ့ရဲ့ဘဝအနေအထားကဆိုးတဲ့ဘက်ကိုပဲဥတည်ပြီးတော့သွားနေတယ်တဲ့ဘောတန်တရားကလွတ်မြောက်ဖို့မဖြစ်နိုင်ဒါဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ယောဂဖြစ်လာတဲ့အခါမှာရင်ဆိုင်ပုံရင်ဆိုင်နေဆူနှစ်ချောင်းဆူဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြအဲ့လိုမဟုတ်ဒါဟာလောကရဲ့သဘောဒါဟာခန္ဓာရဲ့သဘာဝလို့သောတော်တွေကစကြိုတင်ပြီးတော့နားလည်မှုရှိထားတဲ့အတွက်ကြောင့်ဒီဒုက္ခဝေဒနာနဲ့တွေ့လာတဲ့အခါမှာနော်ဒေါသမဖြစ်အောင်သူထိန်းနိုင်တယ်တိမ်နိုင်တယ်ဒုက္ခဝေဒနာကထွက်မြောက်ရာကိုကာမဒုက္ခလောက်တင်သူသိတာမဟုတ်တရားချမ်းသာကိုသူသိတယ်ဒါကြောင့်တရားအသိနဲ့သူချမ်းချမ်းသာသာငြိမ်ငြိမ်အေးအေးနေနိုင်ဒီဝေဒနာတွေရဲ့အကြောင်းကိုလည်းကောင်းကောင်းသိတဲ့အတွက်ကြောင့်ယောဂဖြစ်လာတဲ့အခါမှာသူလောဘဒေါသမောဟနဲ့နှပန်းမလုံးရဘူးအေးစေတီတည်နေနေရတယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ယောဂဖြစ်လာတဲ့အခါမှာဆူနှစ်ချောင်းဆူတဲ့လူလိုမဖြစ်အောင်ဘုံဘုံတို့ကကြိုတင်ပြီးတော့ပြင်ဆင်ရမယ်ပေါ့နော်နောက်တစ်ခုဘုံတို့ဗုဒ္ဓဘာသာအတိုင်းဝိုင်းမှာအလွန်မှတွင်ကျယ်တဲ့အလွန်မှလူသိများတဲ့အလွန်ဖိုးတန်တဲ့စကားတစ်ခုရှိတယ်အဲ့ဒါပါတော့ယောဂနဲ့ပတ်သက်ပြီးတော့ဘုရားဟောထားတာလေကိုနာတော်လည်းပဲစိတ်မနာစေနဲ့ဆိုတဲ့စကားဟုတ်လားဒါကလေ့ကျင့်ထားမှဘုံဘုံတို့မှန်မှန်ကန်ကန်သိအောင်လေ့လာထားမှစူးစမ်းထားမှသင်ယူထားမှအဲဒီသိတဲ့အသည့်ကိုလည်းပဲချိန်ဖန်များစွာလင့်ကျက်ထားမှကိုနာလာတဲ့အချိန်မှာစိတ်မနာအောင်သူနေတတ်မှာဒီစကားလေးကနာကုလပိတာတက္ကကြီးကိုမြတ်စွာဘုရားဟောတာသိရနော်အလွန်အသက်ကြီးရင်တဲ့ဒီတက္ကကြီးမြတ်စွာဘုရားဒီရောက်တော့တပည့်တော်နောက်ဆုံးရွယ်ရောက်နေပြီနောက်ထပ်မြတ်စွာဘုရားကိုတွေ့ဖို့မသေးကြတော့ဘူး
ဒါကြောင့်မို့လို့တပည့်တော်အတွက်အရှိသဖြင့်အကျိုးရှိမဲ့တရားစကားမိန့်ကြားတော်မူပါဆိုလို့မြတ်စွာဘုရားကအဲ့ဒီစကားတော်လေးကိုအမိန့်ရှိတာတခါကြီးခန္ဓာကိုယ်ကြီးကဒီတိုင်းပဲဥတလုံးလိုပဲအရေးပါလေးနဲ့အုပ်ထားတာဘာခိုင်မာမှုမှမရှိဘူးအမြဲတမ်းနာကျင်ခံခက်နေတဲ့သဘောရှိဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့များကိုတခဏလောက်များကောင်းတယ်လို့ထင်နေမယ်မှတ်ထင်နေမယ်ဆိုလို့ရှိရင်ကိုကောင်းတယ်လို့မြန်ပြောမိမယ်ဆိုရင်ဒါမိုက်မဲခြင်းကလွယ်လို့တခြားအကြောင်းမရှိဘူးလို့ဟောတယ်တခဏမြကောင်းတယ်လို့ပြောခဲ့မယ်ဆိုရင်တော့ဒါမိုက်မဲလို့ပဲလို့ပြောတယ်ဒီစကားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားကဒီရုပ်ခန္ဓာကိုယ်ကြီးနာနေတော့လည်းပဲစိတ်မနာအောင်သင်နေရမယ်အဲ့လိုဟောတော့သူအလွန်သဘောကျပြီးတော့အဲ့ဒါအပြန်ခီးမှာရှင်သာရိပုတ္တရာစီကိုဝင်တယ်ဝင်တော့ရှင်သာရိပုတ္တရာကအော်မျက်နှာလည်းကြည်လိုက်တာမြတ်စွာဘုရားနော်တရားအမြတ်ရည်နဲ့သုံးလောင်းလိုက်ပုံရတယ်ဆိုတော့ဟုတ်တယ်မြတ်စွာဘုရားဒီလိုဟောလိုက်တယ်ကိုနာတော့လည်းပဲစိတ်မနာစေနဲ့လို့ဒီလိုကျင့်ရမယ်လို့ဟောလိုက်တယ်အဲ့လိုဆိုတခါကြီးမမေးခဲ့ဘူးလားဘလို့ပုဂ္ဂိုလ်ဟာကိုယ်လဲနာတယ်စိတ်လဲနာတဲ့ပုဂ္ဂိုလ်လဲဘလို့ပုဂ္ဂိုလ်ဟာကိုယ်သာနာပြီးတော့စိတ်မနာတဲ့ပုဂ္ဂိုလ်လဲဒါကိုခွဲပြသိအောင်သင်မမေးခဲ့ဘူးလားဟာအဲ့လိုတော့ तू မမေးခဲ့ရအောင်အဲ့ဒါမထူးပါဘူးရှင်ဘုရားပဲဟောပါအဲ့ဒီမှာရှင်သာရိပုတ္တရာပေးတယ်ကိုနာတော့လည်းပဲစိတ်မနာအောင်ဘလို့နေမလဲဆိုတဲ့မိဂုံးရဲ့အဖြစ်ဒါမျိုးကိုတည်တည်ချာချာမှတ်ရမယ်နော်ဒီရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးသဘာဝတရား၅ခုအစုဝေးကြီး၅ခုဒါရဲ့ပုံမှာဒါဟာငါပဲဒါဟာငါဥစ္စာပဲလို့မှားရွင်ဆွဲလက်မှတ်ထင်ပဲဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ပဲတဲ့ယောဂဝေဒနာဖြစ်လာတဲ့အချိန်မှာဒီရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ဒီသဘာဝတရားကြီးဒီအစုဝေးကြီးကိုဒါဟာငါမဟုတ်ဘူးဒါဟာငါဥစ္စာမဟုတ်ဘူးလို့မှန်ကန်သိမယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာကိုယ်နာတော်လည်းပဲစိတ်မနာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့အဲ့လိုဟောတာဒါလူရင်းလေးကိုဘုံဘုံပြောတာဟုတ်လားဒါကြောင့်ဘုံဘုံတို့ရဲ့စိတ်ထဲမှာယောဂဝေဒနာနှိမ့်ဆက်လို့ဒုက္ခဝေဒနာခံစားရပြီဆိုရင်ဒီဒေသနာလေးကိုဘုံဘုံတို့အမှတ်ရပြီးတော့လိုက်နာနိုင်အောင်ကြိုတင်ပြီးတော့လေ့ကျင့်ထားရမယ်ဒီအတွေ့အကြုံတွေတကယ်တမ်းဘဝဆိုတာအတွေ့အကြုံပဲလေကောင်းတာပဲဖြစ်ဖြစ်ဆိုတာပဲဖြစ်ဖြစ်မြင်နေရတယ်ကြားနေရတယ်ခံစားနေရတယ်ဟုတ်လားအဲ့ဒီအတွေ့အကြုံတွေကဘာတော့ငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဒါသဘာဝတရားပဲဒီအမြင်ကိုရှင်းအောင်ဘုံဘုံတို့ကကြိုတင်ပြီးတော့မလုပ်ထားမှာတော့လေ့ကျင့်ထားရမယ်အဲ့လိုမလေ့ကျင့်မဲနဲ့အဟံရူပံမမရူပံရုပ်စုဝေယောဒီရုပ်ကြီးဟာငါပဲဒီရုပ်ကြီးဟာငါဟာပဲလို့ထင်မယ်ဆိုရင်တော့အဲ့ဒါကိုနာရတဲ့အထက်စိတ်နာမှုပါထပ်ပြီးတော့ဆောင်းသွားတယ်ပေါ့ဟုတ်လားအဲ့လိုပဲဝေဒနာကိုလည်းပဲနော်အဟံဝေဒနာမမဝေဒနာဒီစကလုံးလေးသုံးတယ်ရှင်သာရိပုတ္တရာကခံစားမှုဟာငါပဲခံစားမှုဟာငါဥစ္စာပဲဒါဆိုရင်တော့စိတ်ပါနာမှာနော်အဲ့လိုမျိုးကိုနာပြီးတော့စိတ်မနာအောင်ဖြစ်နေတဲ့သဘာဝတရားတွေကိုသဘာဝတရားမျှတာဖြစ်တယ်ဒါဟာငါမဟုတ်ဘူးဒါဟာငါဥစ္စာမဟုတ်ဘူးလို့ဒီအမှန်တရားကိုစောစောတွေကစပြီးတော့အမြင်ရှင်းတဲ့ရှင်းအောင်ဘုံဘုံတို့မလုပ်ထားဖို့လို့တော့လေ့ကျင့်ဖို့လို့တယ်ဒါကနီးမှန်လမ်းမှလေ့ကျင့်မယ်ဆိုရင်ဒီအမြင်မှန်ကိုဘုံဘုံတို့ခိုင်ခိုင်မာမာရနိုင်လိမ့်မယ်ပေါ့အဲ့လိုဆိုရင်ဘုံဘုံတို့ဒီလိုအမြင်မှန်နေရအောင်ဘယ်ပုံပဲနည်းဘုံဘုံတို့လေ့ကျင့်ကြမလဲစူးစမ်းကြမလဲအားထုတ်ကြမလဲဟုတ်လားဘယ်ပုံပဲနည်းစူးစမ်းမလို့အဲ့ဒါဘုံဘုံဒီကနေ့ညပြောနေတာကခိရိမာနနာတုတ်တန်နဲ့ခိလာနာတုတ်တန်ဒီတုတ်တန်တစ်ခုကိုပေါင်းပြီးတော့သင်ညာ12ပါးကိုအရင်ပြောခြင်းတယ်လေ့ကျင့်ထားကြဖို့ဟုတ်လားနောက်အိယာပေါ်မှာနာခြင်းတရားနှိမ့်ဆက်လို့ဆင်းရဲနေကြတဲ့ပုဂ္ဂိုလ်တွေအတွက်လည်းပဲအခုဦးချင်းပြောမဲ့ဒီသင်ညာ12ပါးဟာနားထောင်တာနဲ့ကိုပဲယောဂဝေဒနာကိုတတ်တာစေတဲ့စိတ်ထဲမှာကောင်းမှုကိုဖြစ်ထွန်းစေတဲ့စကားတွေဖြစ်မယ်ပေါ့မြတ်စွာဘုရားလက်ထက်ကခိရိမာနန္ဒဆိုတဲ့ယဟန်မကျမ်းမာမှာဖြစ်တော့ရှင်အနန္ဒာကတနာလုံးလို့မြတ်စွာဘုရားကိုသွားလျှောက်တယ်မြတ်စွာဘုရားကြွပေးပါဖေဟာဆိုတော့မြတ်စွာဘုရားအနန္ဒာတဲ့အဲ့ဒီခိရိမာနန္ဒယဟန်ကိုအခုငါပြောမဲ့သင်ညာ10မျိုးကိုမင်းဟောမယ်ဆိုလို့ရှိရင်မင်းသူ့ကိုသွားပြောမယ်ဆိုရင်သူအဲ့ဒီသင်ညာ10မျိုးကိုလည်းနားထောင်ပြီးတာနဲ့သူ့ရဲ့ယောဂဝေဒနာတွေပျောက်သွားလိမ့်မယ်တဲ့အာမခံခြင်းနဲ့တော့မြတ်စွာဘုရားဟောတာနော်သင်ညာဘယ်နှမျိုးတော့10မျိုးအဲ့ဒါရှင်အနန္ဒာကညံထက်တဲ့ပုဂ္ဂိုလ်ဆိုတော့မြတ်စွာဘုရားရှိတခဏချင်းပဲအဲ့ဒီသင်ညာ10မျိုးကိုသင်ယူပြီးတော့အဲ့ဒီခိရိမာနန္ဒယဟန်တွေကိုသွားပြီးတော့ဟောတာအဲ့ဒါလည်းနားပြီးတော့အဲ့ဒါယောဂတကယ်ပျောက်သွားတယ်အဲ့ဒီသင်ညာ10မျိုးကိုမှတ်မယ်နော်နာယူယုံမျှဖြင့်ယောဂဝေဒနာကိုတတ်တာပျောက်ကွင်းရစေတဲ့အစွမ်းထက်တဲ့သဘာဝတရားလို့ယုံကြည်မှုနဲ့လည်းပဲဘုံဘုံတို့နာယူရမယ်ပေါ့ဟုတ်လားသင်ညာ10မျိုးကပါတယ်လဲဆိုတော့
အနိစ္စတင်ညာအနတ္တတင်ညာအတုပတင်ညာအာဒီနဝတင်ညာပဟာနတင်ညာဝိရာဂတင်ညာនិရောဓတင်ညာတပ္ပလောကေအနာပိတတတင်ညာတပ္ပသင်္ခါရေတုအနိစ္စတင်ညာအာနာပါနတတိတင်ညာ10မျိုးနည်းနည်းစီရှင်းပြမယ်နော်အနိစ္စတင်ညာဆိုတာမတည်မြဲမှုကိုအမှတ်ရတာအနိစ္စဆိုတာမမြဲတာတင်ညာဆိုတာအမှတ်ရတာနော်အဲ့ဒါမြတ်စွာဘုရားဘယ်လိုရှင်းပြတော့ဆိုတော့ဒီခန္ဓာ၅ပါးအစုဝေး၅ခုရဲ့ဖြစ်ပေါ်လာပြီးတဲ့နောက်တောက်လျှောက်ပျောက်ကွယ်တဲ့သဘောနောက်ထပ်အကြောင်းရှိလို့ထပ်ပြီးတော့အသစ်ဖြစ်တယ်ပျောက်ကွယ်သွားတယ်ပြောနေတာကနှေးတယ်ဖြစ်စဉ်ကဒလဇက်အသစ်ဒလဇက်ဖြစ်ပြီးတော့ဖြစ်တိုင်းပျောက်ကွယ်သွားတယ်အဲ့ဒီမတည်မြဲမှုကိုမြင်တယ်ဒါအနိစ္စတင်ညာပဲတဲ့နော်ဒီလောက်ပဲပုံပြောနိုင်မယ်နော်ပြောစရာတွေကများတယ်ဟုတ်လားနောက်အနတ္တတင်ညာအနတ္တဆိုတာနာအတ္တဟုတ်လားရိုးရိုးလေးပြောရရင်အတ္တမဟုတ်ဘူးလို့မြင်တာအဲ့ဒါမြတ်စွာဘုရားဘယ်လိုသင်ပေးတော့ဒီအနတ္တတင်ညာနဲ့ပတ်သက်ပြီးတော့ဒီမျက်စိနာနာလျှာကိုယ်စိတ်ဟာငါမဟုတ်ဘူးဒါအတ္တမဟုတ်ဘူးမြင်တတ်တဲ့သဘာဝကြားတတ်တဲ့သဘာဝပျက်စီးနေတဲ့သဘာဝမကောင်းတဲ့သဘာဝအနတ္တသဘာဝများတာဖြစ်တယ်ဒါအတ္တမဟုတ်ဘူးလို့အဲ့ဒီလိုစဉ်းစားဆင်ခြင်တာဟာအနတ္တတင်ညာတဲ့နော်နောက်အတုပတင်ညာအတုပတင်ညာကြတော့သိဖို့လွယ်တယ်နော်ဘုံဘုံတို့ခန္ဓာကိုယ်ကြီးရဲ့မတင့်တယ်မှုမတန့်ရှင်းမှုမစင်ကြယ်မှုအနတ်မကောင်းမှုဒီသဘာဝကိုဆင်ခြင်တာဆံမေမွေးခြင်းခြေသည့်လက်သည့်သွားအည်အသားအကျော်အယိုရိုးတွင်ခြင်းသည့်အညှို့နှလုံးအသေးအမြင့်အဖြစ်အဆုပ်ဥမဥသိန်းစာသစ်စာဟောင်းအုံနောက်တိကျတလိပ်ပြည်သွေးချွေးအစီကဲမျက်ရည်အစီကြီးတတွေးနှက်အစေးကျင်ငယ်32ခုထာတာအဲ့ဒါကိုကျွမ်းကျင်အောင်လေ့လာသင်ယူဘယ်ကုထာတာပုံစံဘလို့ရှိတယ်အယောင်ဘလို့ရှိတယ်ဘယ်နာလေးမှာရှိတယ်အကုန်လုံးခန္ဓာကိုယ်ရဲ့အကြောင်းအသေးစိတ်ဘာလို့ရမလို့သင်ယူရမယ်လေ့လာရမယ်သင်ယူလို့လေ့လာလို့သိပြီဆိုရင်ဒါကိုကျင့်ဖန်များစွာဆင်ခြင်ရမယ်ကျွန်းရှာဘွယ်တို့ရဲ့အစုဝေးများတာဖြစ်တယ်ဆိုတဲ့အမြင်မှန်ကိုခိုင်မာအောင်တိဆောက်ရမယ်အဲ့ဒါဘာခေါ်တော့အတုပတင်ညာနောက်အာဒီနဝတင်ညာတဲ့အာဒီနဝဆိုတာအပြစ်ဘာရဲ့အပြစ်တုံးဆိုဒီခန္ဓာကိုယ်ရဲ့အပြစ်အဲ့ဒါအာဒီနဝတင်ညာကိုမြတ်စွာဘုရားဘယ်လိုလေးအိဗယ်ဖွင့်ပြတော့ဆိုတော့လိုရင်းပြောရင်ခန္ဓာကိုယ်ဟာအနာတုံးကြီးပဲလို့ဆင်ခြင်တာအနာယောဂတုံးကြီးလို့ဆင်ခြင်တာမျက်စိကြည့်လိုက်ရင်လည်းမျက်စိကနာမယ်နားကြည့်ရင်လည်းနားကနာမယ်မနာနိုင်တဲ့အစိတ်အပိုင်းဟာစံကြည်မြင်တမြင်စာလေးလောက်တောင်မရှိဘူးနာနိုင်တဲ့ဒုက္ခပေးနိုင်တဲ့အခါရခက်စေမဲ့အရာတွေကြီးပဲစုဝေးနေတာအဲ့ဒီလိုစဉ်းစားသင်ကျင်တာကိုဘာခေါ်တော့အာဒီနဝတင်ညာတဲ့၄ခုရှိပြီနော်နောက်၅ခုမြောက်ဘာဟာနတင်ညာဆိုတာဘာပြောတာတော့ဘာဟာနဆိုတာပေရှားတာပေရှားခြင်းကိုအမှတ်ရတာဘာကိုအမှတ်ရဘာကိုပယ်တာကိုအမှတ်ရမှာတော့ကာမဝိတ္တဗျာပါဒဝိတ္တဝိဟိတဝိတ္တလို့ဆိုတဲ့အတွေးစိုးတွေရုပ်ညံ့တဲ့အကုသိုလ်တရားတွေဒါတွေဟာဆိုးရတဲ့အကျိုးဆက်ရှိတယ်ဒုက္ခကိုပဲဖြစ်စေတဲ့အကျိုးမဲ့စေတဲ့တရားတွေဖြစ်တယ်ဆိုတဲ့နားလည်မှုနဲ့အဲ့ဒါတွေဖြစ်လာရင်လက်သက်မခံမဲနဲ့ပယ်ရှားဖို့ကြိုးစားတာကိုပါဟနာတင်ညာလို့ခေါ်တယ်။ကာမနဲ့ပတ်သက်ပြီးတော့တွေးတာမကျေနပ်မှုနဲ့ပတ်သက်ပြီးတော့တွေးတာညှင်းဆဲလူမှုနဲ့ပတ်သက်ပြီးတော့တွေးတာဒါကိုဘာခေါ်တော့ကာမဗျာပါဒဝိဟိတဝိတ္တဆို၃မျိုးပေါ့နော်ပြီးတော့အကုသိုလ်တရားအဲ့လိုယုံညံ့တာတွေကိုယ်စိတ်ထဲမှာမရှိစေရဘူးဖြစ်လာရင်တောက်လျှောက်ပဲရှားမယ်ဆိုတဲ့အမှတ်ရမှုကြိုးစားအထုတ်မှုကိုဒါပါဟနာတင်ညာဒါယောဂပြောင်းနိုင်တယ်လို့ပြောတယ်နော်တေချာစင်တာဟုတ်လားနောက်ဘုံဘုံတို့6ခုမြောက်နဲ့9ခုမြောက်တင်ညာ2ခုကိုပေါင်းပြီးတော့ပြောမယ်အဲ့ဒါကဝိရာဂတင်ညာနဲ့និရောဓတင်ညာအဲ့ဒါကဘာတော့ဆိုတော့နိဗ္ဗာန်ဟာမွန်မြတ်တယ်ချမ်းသာတယ်အဲ့ဒါလိုနိဗ္ဗာန်ရဲ့မွန်မြတ်ပုံချမ်းသာပုံကိုစဉ်းစားဆင်ခြင်တဲ့တင်ညာတဲ့ပုထုဇဉ်တရားအနေနဲ့နိဗ္ဗာန်မှာမရသေးဘဲနဲ့ဘယ်လိုလုပ်ပြီးတော့နိဗ္ဗာန်ကိုချမ်းသာတယ်လို့စဉ်းစားဆင်ခြင်နိုင်မလို့စဉ်းစားကြည့်နော်မရသေးတော့လည်းပဲဒါရှားပြီးသားပုံကိုယ်တွေပြောထားတဲ့စကားကိုမှီပြီးတော့ဘုံဘုံတို့တွေယုံကြည်မှုနဲ့ဒါကိုစဉ်းစားမယ်ဆိုရင်ဒါဟာမြင့်မြတ်တဲ့ဉာဏ်ဖြစ်တယ်မြင့်မြတ်တဲ့အမှတ်အသားဖြစ်တယ်ပေါ့နော်ဒီဟာလည်းပဲဒါကောင်းမှုကြီးတစ်ခုလို့နားလည်ရမယ်ဧတံတန္တဧတံပဏိတံယတိတံတပ္ပသင်္ခါရသမထောတပ္ပုပတိပဋိနိတ္တကောတဏ္ဍခယောဝိဒါကောဏိရောဓနိဗ္ဗာန်ဒါဆင်ញင်ပုံလေးမြတ်စွာဘုရားပြောပြတာဒါပါဠိလေးပါဘုံဘုံရွတ်ပြတယ်နော်ဧတံတန္တဧတံပဏိတံဒါလေးကငြိမ့်သက်လိုက်တာဒါလေးကမွန်မြတ်လိုက်တာဒါလေးဆိုတာဘာပြောတာတော့ယတိတံတပ္ပသင်္ခါရသမထောတပ္ပုပတိပဋိနိတ္တကောတဏ္ဍခယောဝိဒါကောဏိရောဓနိဗ္ဗာန်သင်္ခါရတရားတွေရဲ့ငြိမ်းရာကိလေသာတရားတွေရဲ့ချုပ်ရာနိဗ္ဗာန်ကိုပြောတာနော်ကိလေသာကုန်ရာဒုက္ခချုပ်ရာနိဗ္ဗာန်တရားအဲ့ဒီနိဗ္ဗာန်ဆိုတဲ့တရားဟာမွန်မြတ်တယ်ငြိမ်သက်တယ်
ဆန့်ကျင်ဘက်အပြင်သင်္ခါရတရားဟာမမွန်မြတ်ဘူးမငြိမ်သက်ဘူးကြမ်းတမ်းတဲ့ဆင်းရဲတယ်လို့ပြောရလဲရောက်တယ်ဟုတ်လားအဲ့တော့လူရင်းဘုံဘုံပြောရနော်ဘဝခန္ဓာဆင်းရဲတယ်ဘဝခန္ဓာကလွတ်မြောက်အောင်နိဗ္ဗာန်ချမ်းသာတယ်လို့မရသေးတော့လည်းပဲဒီလိုမျိုးဘုံဘုံတို့မှန်ကန်တဲ့အတိမှန်ကန်တဲ့ပရိယတ္တိအမြင်ကိုအခြေခံပြီးတော့စဉ်းစားဆင်ခြင်မယ်ဆိုရင်ဒါပါတော့ဝိရာဂတင်ညာនិရောဓတင်ညာသူလည်းယောဂပျောက်စီတဲ့အမတ်တင်ညာတွေပဲနော်နောက်ပြီးတော့တပ္ပလောကိအနာဘိတတတင်ညာဟောတပ္ပလောကိအနာဘိတတတင်ညာဆိုတာဘာပြောရတော့ဒီခန္ဓာ၅ပါးရဲ့ပုံမှာဒါဟာငါပဲငါဥစ္စာပဲဆိုတော့ဥပါဒံတရားနဲ့ဘုံဘုံတို့စွဲနေတာတွေရှိတယ်အဲ့ဒီဥပါဒံနဲ့စွဲနေတဲ့အစွဲတွေကိုပယ်ဖြောက်ပြီးတော့နေတာကိုတပ္ပလောကိအနာဘိတတတင်ညာလို့ခေါ်တယ်တဲ့အလုံးစုံသောလောကဟာပြောမှုဝေရမရှိဘူးလို့မြင်လိုက်တာပေါ့ဘယ်လိုနည်းနဲ့မြင်တာတော့ဒါဟာငါပဲဒါဟာငါဥစ္စာပဲဆိုတဲ့မှားယွင်းတဲ့ဆွဲလန်းမှတ်ထင်မှုတွေကိုဖယ်ဖြောက်ပြီးတော့နေတာအဲ့ဒါတပ္ပလောကိအနာဘိတတတင်ညာတယ်နောက်တပ္ပသင်္ခါရီသူအနိစ္စတင်ညာတဲ့ကိုကူမြောက်ကတပ္ပသင်္ခါရီသူအနိစ္စတဲ့အလုံးစုံသောသင်္ခါရတရားတွေကိုအလိုမရှိဘူးဆိုတဲ့အမှတ်တင်ညာတယ်သူကတော့တော်တော်မြင့်သွားတယ်သူကဒီရုပ်တည်နေဖြစ်နေရတာကိုပဲစိတ်ထဲမှာဆက်ဆုပ်တယ်ယွန်းရှာတယ်ရှက်တယ်ဆိုတဲ့အမြင်တဲ့ဒါဘုရားကိုယ်တိုင်ရှင်းပြတာဘုန်းဘုန်းတို့ကရုပ်တည်နေရဲ့အကြောင်းကိုမကောင်းမှမသိတဲ့အခါကျတော့ရုပ်တည်နေရဲ့ပုံမှာနော်အမျိုးမျိုးအထင်မှားပြီးတော့ဆွဲလန်းနေတာမမောနေတာတွေ့တာနေတာဒီမှားယွင်းမှုအပြည့်နဲ့နေနေတာနော်အဲ့ဒါကိုခြေဖြတ်နိုင်မှုအတွက်ဒီဟာတွေကကောင်းတဲ့အရာတွေမဟုတ်ဘူးဒါတွေဖြစ်လာတာမကောင်းဘူးဒါတွေဖြစ်လာရှက်เสียဆက်ဆုပ်เสียလို့ဒီလိုမျိုးစဉ်းစားဆင်ခြင်တာကိုတပ္ပလောကေတပ္ပသင်္ခါရီသူအနိစ္စတင်ညာလို့ပြောတယ်တဲ့နောက်10ခုမြောက်ကပါတော့အာနာပါနတတိဟုတ်လားအာနာပါနတတိကြတော့ရှင်းပြစရာမလိုပါဘူးနော်ဝင်လေထွက်လေကိုသိနေတာဝင်တိုင်းထွက်တိုင်းသတိရှိနေတာစိတ်ကဘယ်နေရာမှာတွေးနေတာမဟုတ်ဒီဝင်လေထွက်လေပုံမှာပဲစိတ်ရှိနေတာဒါနားလေလွယ်ဖို့အတွက်ဘုံဘုံပြောလိုက်တာဟုတ်လားအဲ့ဒါဘာတော့တင်ညာ10မျိုးအဲ့ဒါတကယ်ပဲဂိရိမာနန္ဒယံဟာနာယူပြီးတော့ပျောက်သွားတယ်လို့အမှတ်တမ်းတင်ထားတယ်တော့ယောဂဖြစ်နေတဲ့အချိန်မှာဒီတင်ညာ10မျိုးအခုဘုံဘုံပြောတာလေးကိုနားထောင်နေရင်းနဲ့ဒါအထုတ်ပြီးသားဖြစ်သွားမယ်နော်အထိုင်လျောက်ဟုတ်တယ်မဟုတ်လားနောက်ပြီးတော့ဘုံဘုံတို့တင်ညာက12မျိုးထိမှတ်သားရမယ်နောက်ထပ်ခိလန္ဒသုတ်တန်တစ်ခုရှိသေးတယ်အဲ့ဒါကမကျမ်းမာတဲ့ယဟန်တစ်ပါးမြတ်စွာဘုရားတည်တော်မူလို့လူမမာသွားမေးတဲ့အနေနဲ့ကြွသွားတာခိုးရောက်တဲ့အခါကျတော့မြတ်စွာဘုရားဟောတယ်အခုငါပြောမဲ့ဒီတရား5မျိုးကိုမကျမ်းမာတဲ့ပုံကိုယ်တွေကစိတ်ထဲမှာမစွန့်လွတ်ဘူးဆိုရင်ကျမ်းမာရေးမကောင်းတဲ့ပုံကဒီ5မျိုးကိုအမြဲတမ်းနှလုံးသွင်းနေမယ်ဆိုရင်လို့ဆိုလိုတာတော့ဒီ5မျိုးကိုသူတို့မစွန့်လွတ်ဘူးဆိုရင်သူတို့ဟာယဟန္တာဖြစ်လိမ့်မယ်တဲ့ဟောအဲ့တိုင်တကွဟောတာအဲ့ဒီတုတ်တန်ကြတော့တရားဘယ်နှမျိုးတော့5မျိုးအဲ့ဒီတရား5မျိုးကဘာတော့ဆိုတော့နံပါတ်1အတုပတင်ညာခုနကတော့ပြောတာလည်းပါသွားပြီနောက်နံပါတ်2အာဟာရိပရိကူလတင်ညာကိုစားတော့နေတဲ့အာဟာရရဲ့ရွံရှာဆက်ဆုပ်ဖွယ်ကိုအမှတ်ရတာဒါမပါသေးဘူးစောစောကတင်ညာထဲမှာနောက်နံပါတ်3တပ္ပလောကိအနာဘိတတတင်ညာဟောဒါပါသွားပြီစောစောကဟုတ်လားနောက်နံပါတ်4တပ္ပသင်္ခါရေတုအနိစ္စတင်ညာအလုံးစုံသောသင်္ခါရတရားတွေကမတည်မြဲဘူးဆိုတဲ့အမှတ်အဲ့ဒါလည်းပါသွားပြီနော်နောက်မပါသေးတဲ့နံပါတ်5တင်ညာပေါင်းဆိုမရဏတင်ညာတဲ့ဟုတ်လားမရဏတင်ညာဆိုတာကသိဆုံးခြင်းကိုအမှတ်ရတာငါဟာတည်လူပါလားလို့အမှတ်ရတာတော့တင်ညာ12ပါးပြည့်စုံဖို့ဆိုရင်စောစောကတင်ညာ10ပါးထဲမှာဘာပေါင်းထည့်ရမှာတော့အာဟာရိပရိကူလတင်ညာနဲ့မရဏတင်ညာပေါင်းထည့်ရမယ်တူရာရှုလိုက်ရင်12မျိုးရတယ်ပေါ့နော်အာဟာရိပရိကူလတင်ညာဆိုတာဘာတော့ကိုစားတော့နေတဲ့အစာဟာရရဲ့အစင်းစင်းယွန်ရှာဆက်စုပ်ပွဲအနေထားပြောင်းလဲသွားပုံကိုစဉ်းစားတာဟုတ်လားဝါလိုက်တဲ့အချိန်ကစပြီးတော့ဘုံဘုံတို့ဒါမတင့်တယ်တော့ပြလို့အဆင်မပြေတော့ဘူးပေါ့နော်ထမင်းနေဝိုင်းနဲ့ပါဇက်ထဲကထွက်သွားတယ်ဆိုရင်ဒီထမင်းမှာပဲဘာမှသိပ်ပြောင်းလဲသေးတယ်မှာဘေးကလူတွေဘာဖြစ်တော့ယွန်းတယ်အသက်ကြီးတဲ့လူတွေအဲ့လိုဖြစ်တယ်ဆိုရင်ယွန်းတယ်နော်ဟုတ်လားနောက်တစ်ဖြည်းဖြည်းနဲ့ပြောင်းလဲသွားတဲ့အနေအထားဒါကိုဘာလို့မလို့စဉ်းစားရမယ်ဟုတ်လားအဲ့တော့ဘုံဘုံတို့စိတ်တွေနော်ဆူးနှချောင်းမဆူးဖို့ကိုနာတော့လည်းပဲစိတ်မနာဖို့ရသော်ဗျာဖြစ်စေခြင်းနဲ့ဆန္ဒပါနော်အဲ့ဒီလိုမျိုးဖြစ်ဖို့ဆိုရင်အခုပြောခဲ့တဲ့တင်ညာတရားတွေကိုကျွမ်းကျင်အောင်ဘုံဘုံတို့ဘာလုပ်ထားမှာတော့လေ့ကျင့်ထားရမယ်တင်ညာ12ပါးလေ့ကျင့်ဖို့ဆိုရင်အစကနဦးဘာလုပ်ဖို့လိုတော့သင်ယူထားဖို့လိုသေးတယ်နော်အခုဘာလုပ်နေတာတော့သင်ယူနေတာဘယ်တင်ညာကဘယ်လိုလုပ်ရတယ်ဘယ်ဟာကိုပြောတာဘာမှနားမလည်စရာမရှိဘူးနော်ဆက်ပြီးတော့ဘုံဘုံတို့ဒီမကျမ်းမာတဲ့ပုံကိုယ်တွေနဲ့ပတ်သက်ပြီးတော့ချမ်းမထားခဲ့တဲ့မဖြစ်မနေပြောကိုပြောတဲ့အကြောင်းအရာတစ်ခုရှိသေးတယ်အဲ့ဒါကဘာတော့ဘုဇင်တရား
ဘုဇင်တရားရဲ့စွမ်းအားတတ္တိဒါဗုဒ္ဓဘာသာဝင်တိုင်းကြားဘူးတယ်ရှင်မကတ္တဗရဲ့ရှင်မမောက္ကလန်ရဲ့မကျမ်းမာဖြစ်တော်မြတ်စွာဘုရားဒီဘုဇင်ကိုသွားဟောတယ်ဘုဇင်တရားတွေကကောင်းလိုက်တာလို့သူတို့ရဲ့စိတ်ထဲမှာပီတိဖြစ်သွားတာနဲ့သူတို့ခံစားနေတဲ့ယောဂဝိဒနာတခါတည်းငြိမ့်သွားတယ်သူကလည်းအဲ့လောက်စွန့်ရနော်နောက်မြတ်စွာဘုရားကိုတော်တိုင်လေးနာထတော့ရှင်စုံနာကိုခေါ်ပြီးတော့จิตသားစုံနာတင့်ရဲ့ဉာဏ်ထဲမှာဘုဇင်တရားကိုထင်စီလို့ဘုဇင်တရားဟောခိုင်းတာအဲ့ဒါမြတ်စွာဘုရားနာလည်းပြီးတော့မြတ်စွာဘုရားအော်ဘုဇင်တရားတွေကအလွန်ကောင်းတာပဲမြတ်စွာဘုရားတန်တမှာပီတိဖြစ်တယ်အဲ့ဒီပီတိဖြစ်ပြီးဒီအခြားမဲ့မှာမြတ်စွာဘုရားယောဂဝိဒနာလည်းပျောက်သွားတယ်ဘေဟိနာဒေသအဘာဒတိဏ္ဏံပိမေတိနံမဟကတာကိလေသာဝပတ္တနုပတိဓမ္မတံဣဒိနာသစ္စာဝေဇိနာသတိတိဟောတုတ္တပတာရွတ်နေတာရတယ်မဟုတ်လားဒီမထေရမြတ်ဒီအရှင်မြတ်ကြီး၃ပါးမြတ်စွာဘုရားရဲ့ရှင်မကတ္တဗရဲ့ရှင်မမောက္ကလန်ရဲ့သူတို့တန်တမှာဖြစ်တဲ့ယောဂတွေကဘုဇင်တရားကိုလည်းနာပြီးတော့ပျောက်သွားတယ်ဘာနဲ့တူလဲဆိုရင်မဉ္ဇဉ်နဲ့တက်လိုက်တဲ့ကိလေသာဟာတဖန်ပြန်ပြီးတော့မဖြစ်တော့သလိုသူတို့ယောဂနောက်ထပ်ပြီးတော့မဖြစ်တော့ဘူးတဲ့ဟုတ်လားဘုဇင်မနှပါတော့9ပါးအဲ့ဒီဘုဇင်9ပါးဘာတွေတုန်းအချက်မင်းပြောမယ်နော်တတိပဋ္ဌာန်တရားကိုပွားရင်ဘုဇင်9ပါးဖြစ်တယ်ကို့ဖြစ်နေတာဘာလို့နာမည်မတက်တတ်တာပဲရှိတာဆိုကြပါစို့ဘုံဘုံတို့ဝင်လေထွက်လေကိုအားထုတ်နေတယ်တိနေတယ်ဒါမှမဟုတ်ခန္ဓာကိုယ်မှာထင်ရှားတဲ့ရုပ်ပဲဖြစ်ဝေဒနာပဲဖြစ်ဖြစ်တခုခုတဘာဝတရားကိုဘုံဘုံတို့တိနေတယ်ဖြစ်နေတဲ့အတိုင်းလေးတိနေတယ်ဘာလို့ကြံမှုမှမပါဘူးဘာပဲလိုက်မှုမှမရှိဘူးအမှန်တိုင်းလေးတိနေတယ်ဟုတ်လားလွယ်လွယ်လေးအဲ့ဒီလွယ်လွယ်လေးကိုမလှုပ်လို့ခက်နေတာဟုတ်လားတိနေတယ်အဲ့ဒီတိနေတဲ့အချိန်မှာဒီယုံနာရဲ့ပုံမှာတတိရှိနေတဲ့သဘောလေးဟာအဲ့ဒါတတိတန်ဖို့ရှင်ပဲပထမဦးဆုံးဖို့ရှင်ပဲနော်ဒီတိနေတယ်ဆိုတာတတိရှိနေလို့တိနေတာဟုတ်လားအဲ့ဒီတတိဘာလို့ရှိနေတော့နော်အဲ့ဒီတတိဘာလို့ရှိနေတော့ဝရိယရှိလို့ဒီတတိလေးရှိအောင်ဘုန်းဘုန်းတို့လုပ်နေလို့အဲ့ဒါဘာတော့ဝရိယတန်ဖို့ရှင်အစဉ်အတိုင်းဟောတာတော့တတိပြီးတော့မြတ်စွာဘုရားဓမ္မဝိရှယတန်ဖို့ရှင်ဟောတယ်ဓမ္မဝိရှယဆိုတာဒီကိုတိနေတဲ့ယုံ nant တဘာဝဟာမတည်မြဲမှုနော်မကောင်းမွန်မှုတန်ဖိုးမဲ့မှုတရားကိုစဉ်းစားဆင်ခြင်တာဟုတ်ခွဲခြမ်းဝေဖန်ကြည့်တာဒါပါလေလို့ပိုင်းဖြတ်ပြီးတော့ခွဲခြမ်းဝေဖန်ကြည့်တာကိုဓမ္မဝိရှယလို့ခေါ်တယ်ပညာပေါ့တရားကိုကောက်ရင်အဲ့ဒါဓမ္မဝိရှယတန်ဖိုးရှင်ဟုတ်လားပြီးတော့ဗါတော့ဒီသတိနဲ့ပညာဖြစ်အောင်ကိုကြိုးစားနေတဲ့အားစိုက်နေတဲ့သဘောရှိတယ်အဲ့ဒါဝရိယတန်ဖိုးရှင်အရေးကြီးဆုံးကသူတို့၃ခုပဲသူတို့အလုပ်လုပ်နေတာနော်ဝရိယနဲ့သတိဖြစ်အောင်ပညာဖြစ်အောင်ကြိုးစားလို့သူတို့၃ခုအလုပ်လုပ်နေတာဟုတ်လားအဲ့လိုလုပ်တဲ့အခါမှာစိတ်ထဲမှာနှစ်သက်မှုဆိုတာဖြစ်တယ်ဒီအလုပ်ကိုလုပ်လို့ရှိရင်နှစ်သက်မှုကဖြစ်ကိုဖြစ်တယ်။ဘာလို့ဆိုစိတ်ရဲ့ပူလောင်မှုနော်မငြိမ်းချမ်းမှုကိုဖြစ်စေတဲ့ကိလေသာတွေဟာအထိုက်လျောက်နေပါသွားတာ။အဲ့ဒီတော့စိတ်ကဘာဖြစ်တော့ကျဉ်တ်တယ်နှစ်သက်တယ်အဲ့ဒါကိုပီတိတန်ဖိုးခြင်းလို့ခေါ်တယ်။ဟုတ်လား။အဲ့ဒီပီတိဖြစ်လာပြီးနောက်ဆက်တွဲပါလိုက်လာတော့ပတ္တိနှလုံးစိမ်ဝါငြိမ်းအေးတယ်ကိုယ်ရောစိတ်ရောငြိမ်းအေးတယ်။အဲ့လိုငြိမ်းအေးပြီဆိုရင်ချမ်းသာတဲ့အတွက်ကြောင့်တည်ငြိမ်မှုတမာတိရတယ်။ဟောအဲ့ဒါပီတိတန်ဖိုးခြင်းပတ္တိတန်ဖိုးခြင်းတည်ငြိမ်ပြီဆိုတော့တမာတိတန်ဖိုးခြင်းငြိမ်ပြီဟေ့ဆိုတာနဲ့ဒီအတွေ့အကြုံတွေရဲ့ပုံမှာလေးလျူရှုနိုင်တဲ့သဘောအညီအမျှထားနိုင်တဲ့သဘောဟာအလိုလျောက်ဖြစ်လာတယ်အဲ့ဒါကိုဥပိ္ပခတံဘောဇဉ်လို့ခေါ်တယ်အလွန်ကောင်းတယ်နော်ဒီဘောဇဉ်9ပါးဟုတ်လားဘာလို့ရင်ဖြစ်လဲတတိပဋ္ဌာန်တရားအားထုတ်ရင်ဖြစ်တယ်ဖြစ်မှန်းကိုသိချင်မှသိမယ်ဒါပေမဲ့ဖြစ်နေတယ်တတိရဲ့ဓမ္မဝိဇ္ဇာဆိုတဲ့ပညာရဲ့ကြိုးစားအားထုတ်မှုဆိုတဲ့ဝိရိယရဲ့နှစ်သက်မှုဆိုတဲ့ပီတိရဲ့ငြိမ်းအေးမှုဆိုတဲ့ပတ္တိရဲ့တည်ငြိမ်မှုဆိုတဲ့တမာတိရဲ့အညီအမျှထားပြီးတော့လေးလျူရှုနိုင်မှုဆိုတဲ့ဥပိ္ပခတရားရဲ့အဲ့ဒါမြတ်စွာဘုရားဘယ်လိုဟောတော့တတ္တိမေမောက္ကလနာဘုဇင်ကမယသမ္မတက်ခါတာဘာဝိတာဘူးလိကတာဘိညာတမ္မောဒနိဗ္ဗာန်တမ္မောတန္တိဒီတစ်ပိုက်ကိုရအောင်ကြက်ထားရင်အဲ့ဒီဘုဇင်တုတ်ပါဠိတော်၃ပုဒ်လုံးအကုန်ရမယ်ဟုတ်လားတတ္တိမေမောက္ကလနာဘုဇင်ကမယသမ္မတက်ခါတာဘာဝိတာဘူးလိကတာဘိညာတမ္မောဒနိဗ္ဗာန်တမ္မောတန္တိจิตသားမောက္ကလန်တဲ့ငါကောင်းကောင်းဟောထားတဲ့ဟောဒီဘုဇင်9ပါးတရားကိုပွားများမယ်ကျင့်ဖန်များစွာကိုယ်တန်တမှာဖြစ်စေမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒီယုတ်တည်တဲ့နေရာအိဋ္ဌဒုက္ခအနတ္တမျှတာဖြစ်တယ်လို့သိမြင်ရင်ဝိပဿနာဉာဏ်ကိုရလိမ့်မယ်အဘိညာယဆိုတာအဲ့ဒါကိုပြောတာနောက်တန်ဘောဓာယသစ္စာ၄ပါးကိုမဲ့ဉာဏ်ဖြင့်ထိုးထွင်းပြီးတော့သိလိမ့်မယ်နိဗ္ဗာန်ယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုလိမ့်မယ်၃ချက်ပြောတယ်နော်အဘိညာယတန်ဘောဓာယနိဗ္ဗာန်ယတံဝတ္တန္တိဉာဏ်အစဉ်စဉ်မြင်ပြီးတော့နိဗ္ဗာန်ရလိမ့်မယ်လို့ပြောတာပဲဒီဘုဇင်9ပါးကိုပွားများရင်အဲ့ဒါတပါးချင်းမြတ်စွာဘုရားဆက်ဟောတာနော်အဲ့ဒီဘုဇင်9ပါးကိုလည်းပဲဘုံဘုံတို့တွေဟာနော်ယောဂဝိရဏနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမလုပ်ထားမှာတော့စွဲထားရမယ်တကယ်တမ်းပြောရရင်ခန္ဓာကိုယ်ကယောဂတုံကြီးတစ်ချိန်ချိန်မှာဖောက်ပြန်မှာအဲ့ဒီချိန်မှာအာကိုအာရာရှိဖို့အတွက်ဒီဘုဇင်တရားကိုစောစောတည်းကစသတိပဋ္ဌာန်တရားကိုပွားများခြင်းအပြင်မလုပ်ထားဖို့လို့တော့ထူ
ထောင်ထားဖို့လိုတယ်မြတ်စွာဘုရားပြောတဲ့အတိုင်းပြောမယ်ဆိုရင်တော့ဘာဝိတာဘဟုလိကတာဖြစ်အောင်လုပ်ထားဖို့လိုတယ်ဘာဝိတာဆိုတာဘာပြောတာများလောင်ပွားတာထက်ဖြစ်အောင်လုပ်နေတာဒါတတိတွေထက်ဖြစ်အောင်လုပ်မယ်ပညာတွေထက်ဖြစ်အောင်လုပ်မယ်အဲ့လိုပဲဝိရိယတတိဟုတ်လားပီတိပတ္တိသမာဓိဥပေက္ခဒါတွေထက်ဖြစ်အောင်လုပ်တာကိုဘာဝိတာဘဟုလိကတာလို့ပြောတာဟုတ်လားအဲ့တော့ဘာလုပ်မလဲဘုံဘုံတို့မမာမကျန်းဖြစ်နေတဲ့လူတွေရောမမာမကျန်းဖြစ်လက်တန့်လူတွေရောဘာလုပ်ကြမလဲအခုပြောခဲ့တဲ့တင်ညာ12ပါးကျွမ်းကျင်အောင်လေ့ကျက်ထားရမယ်အခုပြောခဲ့တဲ့ဘိုးစဉ်9ပါးများလာအောင်ပွားထားကြရမယ်ဒါကြိုတင်ပြင်ဆင်ခြင်းပဲနော်အဲ့ဒါလို့ဆိုရင်ဘုံဘုံတို့ဆက်ပြီးတော့ဒီမကျမ်းမာတဲ့ပုံကိုယ်တွေအတွက်အလွန်ပြောစရာကောင်းတဲ့တုတ်တန်လေး2ပုတ်ဘုံပြောမယ်2ပုတ်ဆိုတော့လည်းပဲတပုတ်စာလောက်ပဲရှိပါတယ်နည်းတူတယ်ပေါ့အဲ့ဒါဘုံဘုံတစ်ခါမှအဲ့ဒီတုတ်တန်လေး2ပုတ်မဟောဘူးသေးဘူးအဲ့ဒါကဘုံဘုံတို့ဘယ်မှာတွေ့တုံးဆိုတော့သလယတနာဝကတန်ရုပ်ပါဠိတော်မှာသူ့လည်းပဲပထမကိလနာတုတ်တန်ဒုတိယကိလနာတုတ်တန်လို့အဲ့လိုမျိုးဆိုဘုရားဟောထားတဲ့တရားကိုနာမည်ပေးထားတာပေါ့နော်အဲ့ဒီတုတ်တန်မှာမြတ်စွာဘုရားကိုလာပြီးတော့ယဟန်နေရလျှောက်မြတ်စွာဘုရားတဲ့မထင်ရှားတဲ့ယဟန်ငယ်လေးတစ်ပါးမကျမ်းမမာဖြစ်နေလို့မြတ်စွာဘုရားကြွတော်မူပါအဲ့တော့မြတ်စွာဘုရားရဲ့စိတ်ထဲမှာအော်ယဟန်ငယ်လေးဆိုပါလားမထင်မရှားဆိုပါလားအော်ကရုဏာဖြစ်လာတာပေါ့နော်အော်ငယ်ငယ်ရွယ်နဲ့ကျမ်းမာရေးဖောက်ပြန်တယ်ပြီးတော့ထင်ရှားကြော်ကြတဲ့ပုဂ္ဂိုလ်လည်းမဟုတ်အဲ့တော့မြတ်စွာဘုရားကြွသွားတယ်မထင်ရှားသောဆိုတဲ့စကားလေးငယ်သောဆိုတဲ့စကားလေးဟုတ်လားအဲ့ဒါလေးတွေပါမှတ်တမ်းတင်ထားတယ်ဒီသုတ်တန်ထဲမှာအဲ့ကြွသွားတဲ့အခါကျတော့ဟောတော့ယဟန်လေးကမြတ်စွာဘုရားကြွလာတာမြင်တဲ့အခါကျတော့နေရာကနေထပြီးတော့ဖဲပေးမယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားမသိတော်ဘူးသင်ဟာမကျမ်းမာဖြစ်နေတာကိုယ့်အကိုချမ်းသာတယ်လို့နေငါဒီမှာခင်းထားတဲ့နေရာရှိတယ်အဲ့ဒီနေရာမှာငါထိုင်မယ်မြတ်စွာဘုရားထိုင်ပြီးတော့မြတ်စွာဘုရားဘယ်လိုတော့ယောဂအခြေအနေတတ်တာရဲ့လားပြောရင်ပုံမှန်ပြောရင်အဲ့ဒီတိုင်းပေါ့နော်အဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားမတတ်တာဘူးဖေယောဂဝိဒနာအဲ့လိုဆိုလို့ရှိရင်တင့်ရဲ့စိတ်ထဲမှာနော်ဘလို့များနှလုံးမသားမရမှုတွေရှိတယ်လေစိတ်မချမ်းသာတာဘာရှိလဲပေါ့လူမမာမေးပုံလေးနော်အဲ့ဒါမြတ်စွာဘုရားတဲ့တပည့်တော်မှာနှလုံးမသားမရမှုတွေအများကြီးရှိရဲ့တဲ့ဒါဘာလို့စိတ်ဆင်းရဲနေရတာတော့မင်းမှာတီလကိုကျင်တရားနဲ့ပတ်သက်ပြီးတော့ကိုဆွဆွဲနေသလားဆိုလိုတာကတီလမစင်ကြယ်လို့မြန်ကိုနောင်တနဲ့ပူးနေသလားလို့မေးတာအဲ့ဒါမြတ်စွာဘုရားတပည့်တော်တီလစင်ကြယ်ပါတယ်တဲ့တီလနဲ့ပတ်သက်ပြီးတော့တပည့်တော်ဆွဆွဲမှုမရှိပါဘူးတဲ့ဒီလိုပြောနိုင်ဖို့မလွယ်ဘူးနော်တီလနဲ့ပတ်သက်ပြီးတော့တပည့်တော်ဖြူရှင်တဲ့တန်ရှင်းတယ်တီလဖြူရှင်တန်ရှင်းမှလဲကနေတီလနဲ့ပတ်သက်ပြီးတော့ကိုမဆွမဆွဲဘူးဆိုလို့ရှိရင်ဘာနဲ့ပတ်သက်ပြီးတော့မင်းကစိတ်မချမ်းသာဖြစ်နေရတာတော့အဲ့ဒီယဟန်လေးကဘာပြောလို့ဆိုမြတ်စွာဘုရားတဲ့မြတ်စွာဘုရားတရားဟောတာဟာတီလဖြူရှင်ယုံမျှဟောတယ်လို့တပည့်တော်မသိဘူးတဲ့ဟောအဲ့တိုင်းပြောရနော်မြတ်စွာဘုရားတရားဟောခဲ့တာတွေကတီလဖြူရှင်ဖို့အတွက်ဟောခဲ့တာလို့တပည့်တော်မသိဘူးတဲ့ဟာအဲ့လိုဆိုရင်ငါတရားဟောခဲ့တာတွေကဘာအတွက်ဟောတာလို့မင်းကသိထားတာတော့အဲ့တော့အဲ့ဒီယဟန်ငယ်လေးကဘာလျှောက်တယ်ထင်တော့မြတ်စွာဘုရားတရားဟောတာတွေဟာယာကကင်းဖို့အတွက်ဟောခဲ့တာလို့တပည့်တော်သိထားတယ်တဲ့ဟောဒီဟာကိုဘုံဘုံကကောင်းကောင်းနားလည်စေခြင်းနော်စောစောကတင်ညာ12ပါးဘိုးစဉ်9ပါးပွားများတဲ့အခါမှာယောဂပျောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကလေးနဲ့လောက်ရမှာမဟုတ်မြတ်စွာဘုရားဖြစ်စေခြင်းတာမြတ်စွာဘုရားဟောတဲ့တရားတွေအားလုံးရဲ့အဓိကရည်ရွယ်ချက်ကဘာလဲယာကကင်းဖို့တဲ့အာယုန်ရဲ့ပုံမှာဆွဲမဲ့တဲ့ကာမယာကကာမအာယုန်ရဲ့ပုံမှာဆွဲမဲ့မှုကာမယာကဟုတ်လားဘဝရဲ့ပုံမှာဆွဲမဲ့မှုဘဝယာကဒီလိုယာကဆိုတဲ့ဆွဲမဲ့မှုတွေကင်းဖို့အတွက်မြတ်စွာဘုရားတရားဟောခဲ့တာလို့တပည့်တော်သိထားတယ်နားလည်ထားတယ်ဗျာတဲ့ဆိုလိုတာသူ့မှာယာကမကင်းသေးတဲ့အတွက်ကြောင့်သူ့စိတ်ထဲမှာယာကကင်းနေတယ်ယောဂလည်းဖြစ်နေတယ်အဲ့ဒါသူစိတ်မချမ်းသာအဲ့တော့မြတ်စွာဘုရားတာဓုခေါ်တယ်ဟုတ်တယ်တဲ့ငါဟောခဲ့တဲ့တရားတွေဟာယာကကင်းဖို့အတွက်ဟောခဲ့တာသီလဖြူစင်ဖို့အတွက်ဟောခဲ့တာမဟုတ်ဘူးလို့တော့ဆိုလိုတာမဟုတ်ဘူးနော်ဆိုလိုတာဒီနေရာမှာအဓိကနဲ့တာမင်ညကိုဘုံဘုံတို့ခွဲပြီးတော့နားလည်ဖို့လိုတယ်မြတ်စွာဘုရားဟောခဲ့တဲ့တရားတွေဟာအဓိကပါလေယာကကင်းဖို့အတွက်ဟောခဲ့တာတဲ့အဲ့ဒါနဲ့မြတ်စွာဘုရားသူ့ကိုမေးတယ်အေးအဲ့လိုဆိုရင်အဲ့ဒီမှာစတရားဟောဒီမျက်စိဆိုတဲ့သဘောတရားသိတယ်ဆိုတာကိုယ်ခန္ဓာကိုယ်ကြီးအကြောင်းကိုသိတာကိုပြောတာနော်အဲ့တော့ခန္ဓာကိုယ်ကြီးအကြောင်းကိုစပြီးတော့မြတ်စွာဘုရားဝေဖန်တာမျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့ဒီအာယတနာ6ပါးအစု6စုကနေအဲ့ဒီရှုတော့ကနေချင်းကပ်ပြီးတော့ဝေဖန်ပါ
ခန္ဓာ၅ပါးရှုတော့ကဝေဘာနာလည်းရှိတယ်နော်ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဟုတ်လားအခုကပါတော့မျက်စိနားနှာလျှာကိုယ်စိတ်ဒါလည်းပဲအစုအဝေးကြီးဘယ်နှခုတော့6ခုဟုတ်လားအဲ့ဒီမှာမျက်စိကစပြီးတော့မေးတယ်နော်စက္ကုံဝါနေစက္ကုံနေဆံဝါအာနေဆံဝါဒီအာနေဆံဗန်ဒီချဟုတ်ကုန်နော်ဒီစကားလေးတွေအနတ္တလက္ခဏာတုံးပါမျက်စိကမြဲတဲ့တရားလားမမြဲတဲ့တရားလားလို့မမြဲပါဘူးဖေဟောယမနာနေဆံဒုက္ခဝါတန်ဒုက္ခဝါဒီဒုက္ခဗန်ဒီဟောမမြဲတဲ့တရားဆင်းရဲလားချမ်းသာလားတခုချင်းစစ်တယ်နော်မြတ်စွာဘုရားမမြဲဘူးဆိုမှတော့ဒါအကောင်းမဟုတ်ဘူးပေါ့နော်ဆင်းရဲတယ်ပေါ့ယမနာနေဆံဒုက္ခဝိရိနာမဓမ္မကလန္တုတသမနုပတိတုံဧတမမဧသောဟမတမိဧသောမေအတ္တာတိနောဟေတံဗန္တိရတယ်မို့လားဒီစကားလေးတွေအနတ္တလက္ခဏာတုံးနော်မမြဲသောဆင်းရဲသောဖောက်လွဲဖောက်ပြန်ဖြစ်တတ်သောဒီမျက်စိကိုဒါဟာငါပဲဒါဟာငါဥစ္စာပဲဒါဟာငါအတ္တပဲလို့လွယ်မမှတ်ယူခြင်းကတင့်မှာမလားတဲ့မတင့်မှာဘူးပေါ့ဟောဒီဟာလေးကိုပြန်ပြီးတော့ဘုံဘုံပြောမယ်နော်မျက်စိကိုအရင်ရှင်းတယ်ကိုယ့်အကိုအလုံးလုံးတဲ့ခါမှာလည်းအဲ့လိုလေးလှုပ်ကြည့်ခန္ဓာကိုယ်6ပုံပုံပြီးတော့လှုပ်ကြည့်တပုံချင်းလှုပ်ကြည့်ဟုတ်လားမျက်စိကမမြဲဘူးဆိုရင်ကောင်းလားဆိုလားအဆိုးပေါ့ဆင်းရဲလားချမ်းသာလားဆင်းရဲပေါ့နော်မြဲလည်းမမြဲဘူးရှင်လည်းဆင်းရဲတယ်ဘောက်လည်းဖောက်ပြန်လည်းဖြစ်တတ်တယ်ဆိုရင်ဒါကြီးကငါဟာပဲဒါကြီးကငါဥစ္စာပဲဒါငါအတ္တပဲလို့မှတ်ထင်စရာအကြောင်းမရှိဘူးတဲ့ဒါသဘာဝတရားတက်တက်လို့နားလေရမှာအဲ့ဒါ6မျိုးလုံးမြတ်စွာဘုရားအသေးစိတ်သူ့ကိုရှင်းပြတယ်အဲ့လိုရှင်းပြပြီးတော့ဒီလိုသာမှန်မှန်ကန်ကန်သိမယ်ဆိုလို့ရှိရင်ဒီမျက်စိနာနာလျှာကိုယ်စိတ်လို့ဆိုတဲ့ဒီ6စုနဲ့စုဝေးထားတဲ့ဒီခန္ဓာရဲ့အပေါ်မှာဒီပုဂ္ဂိုလ်ဟာညီငွေလိမ့်မယ်ဆွဲမဲ့မှုကင်းလိမ့်မယ်လူရင်းပြောရရင်မဉ္ဇဉ်ဖုန်ညာရပဲနောက်ဆုံးရဟန္တာဖြစ်ပြီးတော့ငါလွတ်မြောက်သွားပြီနောက်ထပ်လှုပ်ရှားအလုပ်မရှိတော့ဘူးဟောဒီအထိသူဟာဆက်ရောက်သွားလိမ့်မယ်ပေါ့နော်အဲ့ဒါလိုလဲဟောလိုက်ရောအဲ့ဒီရဟန်းတော်လေးကသောတပတိမေညာဆိုတဲ့ဉာဏ်အလင်းဓာတ်ကိုရတယ်တဲ့ယောဂလည်းပျောက်သွားပုံရပါတယ်ဟုတ်လားဒါဘုံဘုံတို့ပထမကိလနာတုတ်တံပေါ့နော်နောက်ဒုတိယကိလနာတုတ်တံကြတော့သူကအဲ့လိုပဲယဟန်ငယ်လေးတစ်ပါးပဲအတူတူပဲပုံစံတူကလေးပေါ့အဲ့ဒါမြတ်စွာဘုရားမထင်ရှားတဲ့ယဟန်ငယ်လေးတစ်ပါးမကျမ်းမာဖြစ်တယ်လက်ပင်တော့ကြွသွားတယ်အဲ့ဒါဟိုရောက်တဲ့ခါကျတော့စောစောလိုပဲမေးတယ်တက်တာရဲ့လားမတက်တာဘူးဗျာဒါနဲ့ရင်မင်းဘာစိတ်မချမ်းသာရှိတော့မစိတ်မချမ်းသာမှုတွေတော့အများကြီးပဲဘာလို့စိတ်မချမ်းသာတာတော့သီလပျက်စီးလို့လားသီလနဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုဆွဆွဲနေလားမဟုတ်ဘူးဟာအဲ့လိုဆိုရင်ဘာကြောင့်တော့ဟောအဲ့ဒီမှာ तू ပြောတာလေးနည်းနည်းကိုယ်လွဲမှုရှိစောတော့ယဟန်လေးကတော့ရသော်ဘုရားတရားဟောတာဟာຢာကကင်းဖို့အတွက်ဟောတာလို့တပည့်တော်သိထားတယ်လို့ပြောခဲ့တာနော်အခုဒီယဟန်လေးကတော့ဗာပြောတော့ရသော်ဘုရားတရားဟောခဲ့တာတဲ့ဥပါဒံကင်းဖို့အတွက်တရားဟောခဲ့တာလို့တပည့်တော်နားလည်ထားတယ်တဲ့အစွဲဥပါဒံနေဟုတ်လားအစွဲဥပါဒံနေဥပါဒံ၄မျိုးတောင်ရှိရနော်အဲ့ဒါလည်းပဲအသေးစိတ်ကလေးတရားတစ်ပုဒ်ဟောစရာကောင်းတယ်ဥပါဒံ၄ပါးဟုတ်လားမွေရနဲ့ဘာကိုကြိုက်ထားတယ်ဘလို့မှမလွတ်ဘူးအဲ့လိုပဲအာယုံစိတ်ကဖမ်းယူထားတာမလွတ်နိုင်ဘူးနော်ဥပါဒံရဲ့ဥပမာလေးကိုအဲ့လိုကျမ်းစာလေးထဲမှာပြောတယ်ဟုတ်လားအဲ့ဒီဥပါဒံကင်းဖို့အတွက်မြတ်စွာဘုရားတရားဟောတာလို့ပြီးတော့နားလည်ထားတယ်ဗျာအဲ့ဒီမှာဆက်ပြီးတော့မြတ်စွာဘုရားတာဓုခေါ်ပြီးတော့စောသောကဟောတယ်လို့ပဲနော်မျက်စိနာနာလျှာကိုယ်စိတ်ဟုတ်လားအဲ့ဒီထဲမှာတော့သူကဘာပို့သွားတော့ဆိုတော့နောက်မနောဝိညာဉ်မနောတံဖတ်တဒီစိတ်တွေကိုအကြောင်းပြုပြီးတော့စိတ်ထဲမှာဖြစ်လာတဲ့ခံစားမှုတွေအဲ့ဒါတွေကိုဗာမြတ်စွာဘုရားအသေးစိတ်သူ့ကိုကြတော့ဟောတယ်အဲ့ဒီယဟန်လေးကတော့အဲ့ဒီလိုတရားလဲနာပြီးတော့သူကယဟန္တာဖြစ်သွားတယ်ဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဝါဝိနတရာဒုက္ခိဘောတုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဝါဝိနတရာဒုက္ခိဘောတုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဝါဝိနတရာဒုက္ခိဘောတုတိတေတုံဝါကသင်တရားနာပိသပေါင်းသူတော်ကောင်းတို့ဇာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းနာပေါင်းတို့ကလည်းပဲရခန္တုကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနခေငါဝါလူသေးစုမကပွင့်တော်မူကြတဲ့ဆုစုတော်တာဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မ ानु ဘာဝေန
မဲလီရန်ဖူလီရန်နိဗ္ဗာန်ပရိယတိဟုဆိုသောစေတံသောတရားတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသာဝတံဃာနုဘဝေနဘဂထံလေးရောက်ပလထံလေးရောက်ဆိုသောရှင်ရောက်သောရိယသံဃာရှင်မြတ်တို့နှင့်တကွာသီလကိုသမာဓိကိုပညာကိုတို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာအရှင်ကောင်းအရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ခြင်းရှိတိုင်းခြင်းရှိတိုင်းဒုက္ခိကိုယ်စိတ်နှပြချမ်းပါချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း